ကဲဗရာသားတို့ရေဗီယက်နမ်အမျိုးသားအသင်းကတော့အင်ရှင်ထိုင်းအသင်းကိုဖြုတ်ချပြီးတော့ဒါချန်ပီယံဖြစ်သွားခဲ့ပြီလည်းဖြစ်ပါတယ်ပွဲစဉ်ကတော့ final ပွဲစဉ်ဖြစ်တာနဲ့အညီတော်တော်လေးကိုမှဒါအကျိတ်နဲ့ရှင်ပြိုင်ကစားခဲ့ရတာလည်းဖြစ်တယ်တော်တော်လေးလည်းဒါကြည့်လို့ကောင်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာပေါ့နော်ပွဲစဉ်ကတော့ကျွန်တော်ဒီအင်ရှင်ထိုင်းတို့တော်တော်လေးကိုနစ်နာခဲ့ရတဲ့ပွဲစဉ်လို့ပြောလို့ရတယ်ဘာဖြစ်လဲဆိုတော့ဒီထိုင်းကဗျာမိနစ်20နဲ့31မိနစ်အတွင်းမှာပဲဦးဆောင်ကို2ဂိုးကိုဒါစောစောစီးစီးတွန်းယူထားနိုင်ခဲ့တာတော်တော်လေးကိုမှဗျာပွဲကပြင်ကျွန်တော်တောင်ပဲကြည်ရင်နဲ့ဟာပွဲကတော့ပြီးပြီပေါ့နော်စောစောစီးစီး2ဂိုးဆိုတော့ဒီပြန်လာဖို့တော့ကလည်းတိတ်ပြီးတော့မလွယ်ကူတော့ပြီးတော့အင်ရှင်ဖြစ်တာကလည်းတစ်ကြောင်ပြီးတော့ထိုင်းကလည်းတော်တော်လေးကောင်းတာကလည်းတစ်ကြောင်ပေါ့နော်ဒါကြောင့်မလို့ဘီယက်နမ်တို့ပြန်မလာနိုင်တော့ဘူးလို့ကျွန်တော်ထင်ထားတာဒါပေမဲ့ကျွန်တော်ထင်ထားတယ်တော်တော်လေးကိုလွဲသွားတယ်ပေါ့နော်ဒုတိယဘိုင်းမှာဆိုလို့ရှိရင်46မိနစ်ဒါမိနစ်60ပေါ့နော်သူတို့ကလည်းတက်တိုက်ဆိုင်ပဲဗျဒုတိယပိုင်းဒါ17မိနစ်အတွင်းမှာပဲဒီခြေပေါင်းကို2ဂိုးကိုပြန်လဲပြီးတော့တွန်းယူသွားခဲ့တာတော်တော်လေးမိုက်တယ်ပေါ့နော်အင်ရှင်ထိုင်းကလည်းဒါပထမပိုင်းမှာဆိုလို့ရှိရင်ဒါ17မိနစ်အတွင်းမှာတွန်းကို2ဂိုးသွင်းတယ်ပြီးတော့ဒီဗီယက်နမ်အသင်းကလည်းခြေပေါင်းကို2ဂိုးကိုဒုတိယပိုင်းမှာ17မိနစ်အတွင်းမှာပဲ2ဂိုးစလုံးတွန်းယူသွားခဲ့တာလည်းဖြစ်ပါတယ်နောက်ဆုံးတာဗီယက်နမ်တို့အတွက်ချန်ပီယံဖြစ်စေမဲ့အနိုင်ဂိုးကိုတော့ပွဲကစားချိန်မိနစ်60ပြည့်ပြီးတော့ဒါကျွန်တော်တို့နောက်ထပ်ဒီအချိန်ပိုပေါ့နော်အချိန်ပိုဒီ15မိနစ်စီထပ်ပြီးတော့ကန်တယ်ဗျာမိနစ်30ပေါ့ပြောရမယ်ဆိုတော့65မိနစ်မှာပဲဒါဗီယက်နမ်တိုက်စစ်ကစားသမားကတွန်းယူပေးခဲ့တာလည်းဖြစ်ပါတယ်ပွဲကတော့တော်တော်လေးကိုမှအကျိတ်အနေနဲ့ရှင်ပြိုင်ကစားခဲ့ရတယ်ပြီးတော့အလှည့်အပြောင်းကြီးကဒီတော်တော်ကြီးကိုကြောက်စရာကြီးပဲသိရမလားဗီယက်နမ်အသင်းရဲ့ခမ်းဘက်ကတော်တော်ကြီးကိုကြမ်းတယ်လို့ပြောလို့ရတယ်ဒီအင်ရှင်က2စီးဆိုတဲ့ရားလက်နဲ့ဥဆောင်ထားခဲ့ပေမဲ့ဗီယက်နမ်တို့အနေနဲ့ဒါနောက်ကျတွင်းကိုပြ3ဂိုးတိတိကိုတွင်းပြီးတော့အင်ရှင်ထိုင်းကိုလုံးဝကိုဖြုတ်ချထားနိုင်ခဲ့တာအကောင်းဆုံးခမ်းဘက်ကြီးပဲတော်တော်ကြီးကိုကြမ်းတယ်ပေါ့နော်ဒီနေရာမှာအဲ့ဒီပွဲစဉ်ကိုကြည်ရင်းနဲ့ကျွန်တော်နည်းနည်းလေးဘယ်လိုပြောတွေးမိတာပေါ့နော်ပွဲကနှစ်သင်းလုံးကအင်ရှင်ထိုင်းကိုပဲကြည်ကြည်ဗီယက်နမ်ကိုပဲကြည်ကြည်အသင်းရဲ့ကစားပုံတွေကစားကွက်တွေဘောလုံးပေးပေးမှုတွေပြီးတော့တရားဘောလုံးအပေးယူလောက်တာလေးတွေကတော်တော်ကြီးကိုကောင်းတာကိုတွေ့ရတယ်ပေါ့နော်ဟာငါတို့မြန်မာနိုင်ငံရဲ့ဘောလုံးကတော့တော်တော်ကြီးကိုနောက်ကျန်ခဲ့ပြီကျွန်တော်ဆိုအဲ့လိုကြီးကိုတွေးမိတာဗျာသိရမလားဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့လက်ရှိကန်နေတဲ့အခင်းချင်းတွေကစားကွက်တွေဘောလုံးပေးပို့တဲ့အပိုင်းတွေကလုံးဝကိုဗျာအဲ့လောက်ဒီစစ်ဖြစ်တဲ့အနေအထားမျိုးတွေမှာမရှိဘူးကျွန်တော်တို့အများကြီးပြတ်ကြံခဲ့ပြီပေါ့နော်ကျွန်တော်ဆိုအဲ့လိုအတွေ့အမျိုးကိုဝင်တာသူတို့ရဲ့ပွဲစဉ်ကိုကြည့်ရင်လည်းကျွန်တော်ဘာလို့မြင်အောင်လဲဆိုတော့ကျွန်တော်ဒါ Series A ပွဲစဉ်တွေအဲ့လိုပုံစံမျိုးကိုကျွန်တော်ကြည့်နေရတယ်လို့ပဲသူတို့ကစားတဲ့ပုံစံကတော်တော်ကြီးတိုးတက်လာခဲ့တဲ့အနေအထားမျိုးတွေကိုဒါကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ကျွန်တော်တို့ကတော့အဲ့ဒီအနေအထားကိုလိုက်မိဖို့ဆိုလို့ရှိရင်တော့အများကြီးလိုပါသေးတယ်ကျွန်တော်တို့မှာစိတ်သက်ပိုင်းပဲရှိတယ်ပေါ့နော်ဆိုတော့တော်တော်ကြီးကိုပြတ်ကြံခဲ့ပြီဟိုဘယ်လိုပဲဖြစ်ဖြစ်ဒီစီးဂိမ်းပွဲစဉ်မှာတော့ဒါအင်ရှင်ထိုင်းအမျိုးသားအသင်းကလည်းချန်ပီယံဆုနဲ့လွဲချော့ခဲ့တယ်လို့ဒါအမျိုးသမီးအသင်းကတော့တတိယကြေးတစ်စိမ့်နဲ့ရရှိခဲ့တယ်ဆိုတော့အစဉ်အတိုင်းပဲပေါ့ဗျာငွေရကြေးရပေါ့နော်ထိုင်းဘောလုံးအသင်းတွေကတော့ငွေနဲ့ကြေးကိုပဲစုကူးနိုင်ခဲ့တယ်ဒါဖိလစ်ပိုင်အမျိုးသမီးအသင်းကဒါရွှေကိုယူသွားတယ်လို့လက်ရှိဒီဗီယက်နမ်အမျိုးသားအသင်းကလည်းရွှေကိုထပ်ပြီးတော့ယူသွားတယ်ပေါ့နော်ဆိုတော့ဒီနှစ်ဒါ2025ရဲ့ထိုင်းနိုင်ငံမှာကျင်းပတဲ့စီဂိမ်းပွဲစဉ်မှာတော့ထိုင်းတို့အနေနဲ့ကြံတဲ့ဒီအားကစားဒီမှာဒါဘယ်လိုပဲညင်ဘယ်လိုပဲရုပ်ပြရွှေပြီးတော့ယူခဲ့တယ်ဒါပေမဲ့တကယ်တမ်းဒီအားကစားနည်းရဲ့ပြရုပ်တစ်ခုပေါ့နော်လူစိတ်ဝင်စားဆုံးတစ်ခုဖြစ်တဲ့ဘောလုံးအားကစားနည်းမှာတော့ထိုင်းတို့ဘလို့မှကိုရွှေမရခဲ့ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါသူတို့အနေနဲ့နည်းနည်းလေးတော့တပြားသိရမလားနည်းနည်းလေးအကြီးတန်းနဲ့ပွဲစဉ်တစ်ပွဲအနေနဲ့ထပ်ပြီးတော့ရှိသွားတယ်သူတို့အတွက်တကယ်ကိုမှဒါဆုံးရှုံးရတဲ့ဒီအင်ရှင်ဖြစ်ကျင်းပရတဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်မှာပဲဖြစ်ဆိုတော့ကျွန်တော်တို့ကဘောလုံးကိုပဲပို့ပြီးတော့အားထားကြတယ်လူတွေကဘောလုံးကိုပဲပို့ပြီးတော့စိတ်ဝင်စားကြတာဗျာအဲ့လိုအနေထားမျိုးမှာသူတို့ကရွှေတွေနဲ့လွဲချော်ခဲ့ရတယ်ပြီးတော့ဒီပြိုင်ပွဲက2စီးနဲ့ဥဆောင်ထားပြီးမှနောက်ထပ်3ဂိုးစတိုက်ခွင့်ပြုခဲ့ရတာဆိုတော့အင်ရှင်ထိုင်းတို့အတွက်ပို့ပြီးတော့ဒါအရှိုက်နာတယ်ဗျာထိချစ်နာတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဘယ်လိုပဲညင်ကျွန်တော်တို့ဒါမြန်မာပြည်သက်တွေပေါ့နော်ကိုမရသည့်တိုင်အောင်အင်ရှင်ထိုင်းမရသွားတာကတော့ဒါနည်းနည်းလေးဖြည့်တာတဲ့တစ်ချက်ပေါ့ဗျာသိရမလားဒီကောင်းတွေကဘယ်နေရာဖြစ်ညက်တဲ့အပိုင်းမှာကျွန်တော်တို့ဒါချိုးနေတဲ့အပိုင်းတွေမှာအများကြီးလောက်တဲ့ကောင်တွေဆိုတော့သူတို့မရတဲ့အတွက်ကျွန်တော်တို့တကယ်ကိုကျင်တတ်တယ်ဟိုဘယ်လိုပဲပြောဗျာဟိုမီဒီယာဘာတွေပြောတာလဲဘယ်လိုပြောပြလိုက်တာပါညာဘယ်လိုပဲပြောကျွန်တော်တို့ထိုင်းမရတော့တော်တော်လေးကျင်တတ်တယ်ပေါ့နော်โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျ